တော့ကျွန်တော်ပေါင်းနေတဲ့ပိုင်တန်ကြားလား ကြားပါတယ် ဒီနေ့မှပေါင်းဝင်ပြီးတော့နော်ဒီမှာရှိတဲ့ရုပ်ချီသူညီကိုတွေတက်တည်ခန္ဓာကိုပြန်ကြားတဲ့အခါမှာကျွန်တော်လည်းအနေငယ်ပြန်ပြီးတော့ဖျားရှင်ကကျွန်တော်တက်တာမှာဘလို့ပို့ဆောင်ပြီးလေဘာတွေဖျားရဲ့တက်တည်ရှိတယ်ဆိုတော့ကိုအနေငယ်ပြန်ပြပြပေးရှင်တယ်ပေါ့နော်ဒီမှာရှိတဲ့အန်တီတက်တည်ခန္ဓာရှိတဲ့အခါမှာဘာကိုသွားသတိရတယ်ဆိုတော့ဒီကမြန်မာစကားပြောတာပေါ့နော်လွန်ခဲ့တဲ့15နှစ်18နှစ်တော့ကကျွန်တော်အမေစကားပြောရတယ်အရင်တူပြောချင်တာမြန်မာစကားကိုမပြောနိုင်ပဲလေစူးစမ်းပြီးမှပြောကြကွာအခုဆိုရင်ခုနကျွန်တော်အမေတက်တည်ခံသွားတဲ့ဟာအရင်ကျွန်တော်ထက်တော့မှစကားအရင်ပြောတဲ့ပုံပြောတတ်တဲ့ပုံကပေါက်သွားတယ်ပေါ့ဒါပေမဲ့မြန်မာစကားဝေါ်ဟာလာမှာတော့ကျွန်တော်ကပိုကောင်းပြီနဲ့ခုနပြောတဲ့အချိန်မှာတော့ကျွန်တော်အမေကပိုပြောတတ်သွားတယ်ပေါ့အခုဆိုကျွန်တော်စကားပြောတာထင်ကောဖြစ်နေတိတ်မှအစင်တိတ်မပြေဘူးပေါ့ပြောချင်တဲ့အရာကဘာလဲဆိုတော့ဒီအရာအားလုံးကဘုရားသခင်ရဲ့ကျေးဇူးကြောင့်ဘုရားသခင်နဲ့အတူသွားလာခြင်းအပြားရှိတဲ့ကောင်းကြီးမင်္ဂလာတွေကအခုဖြစ်တယ်ဆိုတာကိုပြန်ပြီးမှကျွန်တော်ငယ်ပြောပြချင်တယ်ဆိုတော့ဒီပြလေးစနစ်ထဲမှာပေါ်ပြထားတဲ့အရာပေါ့နော်ဘုရားခင်ကြီး sorryဆက်ပိုင်းနေဖတ်ချင်ပါတယ်ဒီလိုလေးခန်းကြီးစနစ်မှာဆိုတော့ဘုရားသခင်နှုတ်ကပတ်တရားတော်ဒီအသက်ရှင်ခြင်းတကိုယ်လေးပြုပြင်ခြင်းတန်တဲ့တကာတို့ထက်ချင်းနဲ့ပြည့်စုံပြီးဖြစ်၍အသက်နဲ့စိတ်ဝိညာဉ်ကို၎င်းအယုစနစ်ချင်းစီကို၎င်းပိုင်းခြား၍ထုတ်ချင်းခွင့်တတ်၏စိတ်နှလုံးအကြံစီများကိုလည်းတည်နေတတ်၏ဖတ်သွားနေမှာဖျားရှင်ကောင်းကြီးပါစေအာမင်ဒီထဲမှာဘာပြောထားလဲဆိုဘုရားနှုတ်ကပတ်တော်ကအသက်ရှင်အသက်ရှင်နေမကောက်ဘူးတကိုးပါရှိတယ်ဆိုတာသူကအတိကပေါ်ပြပေးထားတယ်ဒီအရာကကျွန်တော်ရဲ့စိတ်ဝိညာဉ်ကိုပြန်လဲပြုပြင်ပြီးကျွန်တော်ရဲ့မချမ်းမာတဲ့အရာစိတ်ဝိညာဉ်အားဖြင့်ကျွန်တော်မချမ်းမာတဲ့အရာရှိခန္ဓာအားဖြင့်မချမ်းမာတဲ့အရာရှိဒီအရာကိုဘုရားရဲ့ဘုရားနှုတ်ကပတ်တော်ကပဲပြန်လဲပြီးမှပြုပြင်ပြောင်းလဲပေးနိုင်တယ်ပြန်လဲပြီးမှခွန်အားပေးနိုင်တယ်ဆိုတဲ့အရာကိုခုနဒီမှာရှိတဲ့ညီကိုစက်တွေခံသွားရအောင်မှာကျွန်တော်ပြန်ခံစားရအောင်ဘာလို့လူတယောက်ကဒီလိုကိုကြွေးလဲဘာလို့လူတယောက်ကဒီလိုဝမ်းနေလဲဘာလို့လူတယောက်ကကိုယ့်ရဲ့အားနဲ့ချက်ကိုဒီလိုပေါ်ပြပေးနိုင်လဲဆိုရင်ဒီဟာကဘုရားရဲ့ဝိညာဉ်တော်ဘုရားနှုတ်ကပတ်တော်ကိုကျွန်တော်သဘောပေါက်ခြင်းရောက်တာဖြစ်တယ်ဆိုတာကိုပြန်သိရတယ်ပေါ့နော်ဆိုတော့ဒါတော့မှဒီဘုရားနှုတ်ကပတ်တော်ကအရင်နှက်နေတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်အုံနောက်နဲ့နားလည်နိုင်တဲ့အရာမဟုတ်ဘူးဒါပေမဲ့ဒီအရာကကျွန်တော်သဘောပေါက်တဲ့အရာကနည်းနည်းလေးပဲသဘောပေါက်တာမှအများကြီးကျွန်တော်တက်တာပြီးမှခံစားရတယ်ဆိုတာပြန်ပြီးမှကျွန်တော်ပြန်တွေ့မြင်တဲ့အရာကိုပြန်ဟောပြချင်တယ်ပေါ့နော်ဆိုတော့ဒီနှုတ်ဘက်တော့အဖြစ်လွန်ခဲ့တဲ့ဒီရင်တော့ဆိုရင်ကျွန်တော်အဖေကတော့မှုတော်ဆောင်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်တက်တာမှာဖျားရှိတယ်ဆိုတဲ့အရာကိုလက်မခံချင်ဘူးပေါ့ဒီမှာရှိတဲ့ညီကိုများဒီကိုထဲကအဲ့လိုမျိုးတွေးဘူးလားတခါတလေဖျားကတကယ်ရောရှိလားရှိရောရှိရလားလူတွေသတ်မှတ်ချက်တစ်ခုပဲလူတွေသတ်မှတ်ထားတဲ့အရာပဲလားပတ်ဝန်းကျင်မှာကျွန်တော်ကြားနေရတဲ့အရာတွေကဖျားကအများစွာရှိတယ်လေဆိုတော့ကျွန်တော်တို့ခရစ်ယာန်ဖျားကပဲဖျားလို့ပြောရင်ကျွန်တော်တို့ကဘယ်လိုပြောမလဲကျွန်တော်တို့ဒီလူငယ်ထဲမှာဆိုတော့အုံနောက်ကျင်းတဲ့လူပေါ့နော်ဘယ်လိုခေါ်လဲအဲ့ဒါအတွေးခေါ်မရှိတဲ့လူပေါ့လူကျွန်တော်တတ်မှတ်ကြဆိုတော့ကျွန်တော်တို့အမှဘာသွားတွေ့ရလဲဆိုတော့တကယ်ဖျားဆိုတာကိုတကယ်ရှိတာဒီမှာကျွန်တော်တက်တာမှာမြေကိုစားထုတ်လာဆိုတော့အဲ့ဒီမှာကျွန်တော်စပြီးတော့ဆူတောင်းတာကိုရောတကယ်ရှိဖျားဆိုတာတကယ်ရှိကျွန်တော်ကိုတက်တည်ပြအောင်အဖေကတော့ကျွန်တော်ကိုအမြဲတမ်းငယ်လေးကတော့အဖေတရားဟောချက်တွေကျွန်တော်ကြားနေရတာပြောရမယ်ဆိုရင်အလွတ်တော်ရတဲ့မိဘအဆင့်တော်ရှိပါတယ်ဆိုတော့အမြဲတမ်းအဖေဒီတစ်ခါလာလဲဒီတရားပဲကျွန်တော်ကြားရတယ်ဂိမ်းချင်းတရားပြောမယ်ဒီအရာနဲ့ကျွန်တော်မကျင်တတ်နိုင်ဘူးဒီလိုနဲ့ကျွန်တော်ဆုတောင်းတယ်ဘုရားဆိုတာတကယ်ရှင်းကျွန်တော်ကိုတက်တည်ပြပါကျွန်တော်ဒီအရာကြားတဲ့အရာကိုကျွန်တော်တက်တည်မရှိဘဲနဲ့ကျွန်တော်မယုံချင်ဘူးပေါ့နော်ဆိုတော့မှဘုရားကဒီခဲတဲ့9နှစ်တုန်းကပေါ့နော်ကျွန်တော်ဘဝမှာတစ်ခါမှမကြုံတွေ့ဘူးတဲ့ဒုက္ခအကြီးကျယ်တစ်ခုကိုကျွန်တော်ကြုံတွေ့လိုက်ရတယ်ဆိုတော့ဒီဒုက္ခထဲမှာကျွန်တော်အသက်ဆုံးရှုံးရမယ်ကျွန်တော်သိရပေါ့ဆိုတော့မှကျွန်တော်စပြီးတော့ဘုရားကိုဆုတောင်းကိုတကယ်ရှိလားအဲ့မှာဘုရားနှုတ်ဘွက်တော်ထဲဘာပြန်ကြားရလဲဆိုတော့အဲ့ဒီအချိန်မှာဘုရားကပြန်စကားပြောတဲ့ခါမှာလည်းအဖေတရားဟောချက်တွေကပြန်ပြောတယ်ဘာဖြစ်အဖေခဏဒီတုံးတဲ့နှုတ်ဘွက်တော်ပေါ့ငါ့ကိုရှာတဲ့အခါမှာစိတ်နှလုံးကျွမ်းမဲ့နဲ့ရှာလေတွေ့ကြလေဆိုတော့နှုတ်ဘွက်တော်ကိုကျွန်တော်အထဲမှာပြန်ပြီးမှအသက်ဝင်လာတယ်ပေါ့ဆိုတော့အဲ့မှာကျွန်တော်စပြီးမှကိုရောဘယ်အရက်မှာရှိလဲဘုရားဆိုတာ
တကယ်ရှိပါလားဆိုမှစရပါကျွန်တော်ဘုရားစရှာရင်းနဲ့အဲ့မှာဘုရားကစပြီးမှသူတက်တည်ရှိကြောင်းနှုတ်ဖက်တော်အဖြစ်ကျွန်တော်ကိုပြအောင်ဆိုခုနကပြောကျွန်တော်လုံးဝလူအနေအဖြစ်ကျွန်တော်မျှော်လင့်ချက်မရှိတော့ဘူးအဲ့မှာကျွန်တော်စပြီးစလုပ်တဲ့အရာပါဘုရားနှုတ်ဖက်တော်ကိုကျွန်တော်စဖက်ဘုရားနှုတ်ဖက်တော်စဖက်နေကျွန်တော်တက်တာထဲမှာကျွန်တော်သိတယ်ဒီຢာကခွန်အားတစ်ခုပေါ့နော်ကျွန်တော်ထိတွေ့ခံစားလိုက်ရတယ်ဝိညာဉ်တော်ရဲ့တကူလို့ပဲကျွန်တော်ပြောရအောင်ဆိုအဲ့ဒီဝိညာဉ်တော်ရဲ့တကူအဖြစ်ကျွန်တော်တက်တာထဲမှာပြန်ပြီးမှဟိုကျမ်းမာလာတယ်ပေါ့ဆိုအဲ့ဒီကျမ်းမာကျွန်တော်သိတယ်လူအနေအဖြစ်လုံးဝမဖြစ်နိုင်တော့ဘူးလူအနေအဖြစ်ကြည့်မယ်ဆိုဒီຢာကလုံးဝဟိုတုံညရခိုင်လုံးပဲဖြစ်လိမ့်မယ်ဒါပေမဲ့ဒီຢာကဖေရားရဲ့လှုပ်ဆောင်ခြင်းတက်တက်ပဲဆိုတာပေါ့ပြန်ပြီးမှကျွန်တော်တက်တာထဲမှာသဘောပေါက်သွားတယ်ဆိုပြောချင်တဲ့ຢာကဒီဖေရားနှုတ်ဘက်တော်ကပဲကျွန်တော်တို့ပြန်ပြီးမှပြင်ပြောင်းနေပြီးတယ်ဖေရားနှုတ်ဘက်တော်အသက်ရှင်ခြင်းတော့ကျွန်တော်တို့ကခုချိန်ကြီးပြန်ပြီးမှသက်ရှင်ကျမ်းမာလာရတယ်ပေါ့နော်ဆိုတော့ဒီຢာကဒီဖေရားနှုတ်ဘက်တော်သက်ရှင်ခြင်းကြောင်းနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ငယ်ပြန်ပြီးမှပြရဖို့ဖြစ်တယ်ဆိုခုချိန်မှာကျွန်တော်ပုံတော်ဒီကုန်းတော့ချင်းဝမ်းချင်ပါတယ်ဆိုတော့တချင်းရဟိုနော်လူတစ်လို့ရတယ်ဆိုတော့ပြေလို့လည်းမရဘူးပြေလို့လည်းစမ်းကြည့်ပါပြေလို့လည်းစမ်းကြည့်ပါဆိုကျွန်တော်တို့တက်တာထဲမှာစူးစမ်းဖို့ရန်အတွက်စူးစမ်းလူအနေအချင်းစူးစမ်းပြီးမယ်ဒါပေမဲ့ကျွန်တော်တို့မစူးစမ်းနိုင်ပါဘူးကျွန်တော်ကိုယ်တိုင်လည်းစူးစမ်းတယ်ဟာငါဒီနေ့ကစပြီးငါကောင်းအောင်ငါနေတော့မယ်ဒီကဇာနာထောင်တော့မယ်ဒါပေမဲ့ကျွန်တော်တက်တာထဲမှာတကယ်လူအနေအချင်းစူးစမ်းရခဏပဲခံဘုရားကကျွန်တော်တို့တကယ်ဖြစ်ပြောင်းလဲပေးသွားတဲ့အရာကပဲကျွန်တော်တို့ကိုပို့ပြီးမှခိုင်မာတဲ့အရာဖြစ်စေတယ်ပေါ့ဒီအရာကိုဆက်ထားတဲ့အချင်းကိုဖြစ်တယ်အချင်းကောင်းစင်ကတော့လူတစ်လို့အမိရတယ်ကျွန်တော်တို့ဘယ်တော့ပဲလူအနေအချင်းစူးစမ်းပြီးမယ်ဒီအရာအလုံးကအချင်းချက်ပဲဖြစ်တယ်ဘုရားသခင်ရဲ့မဆာခြင်းဝိညာဉ်တော်ရဲ့တကူအားဖြစ်တာနဲ့ကျွန်တော်တို့ကတကယ်ခိုင်မာတဲ့ယုံကြည်မှုဖြစ်တယ်ခိုင်မာတဲ့ယုံကြည်ခြင်းကိုရရှိနိုင်တယ်ဆိုတော့ချင်းကိုဖြစ်ပါတယ်စီtransport ရှိတာရှိတော့နည်းနည်းလေးဘာဝချလိုက်စီဖို့ပဲနဲ့စီလိုက်
ရှင်ကောင်းကြီးပါစေ အာမင် ဟောတမ်းလို့ဒါပေမဲ့ piano ဆရာနည်းနည်းလက်တံပြေးသွားတယ်အဲ့တော့ဒီမှာပဲကျက်လိုက်ပါမယ်အဲ့တော့ကျေးဇူးတင်ပါတယ်